Squid Game Season 2ကအရန်ကို hit သွားတာနဲ့အမျှ Season 3နဲ့ပတ်သက်လို့ fan theory တွေလည်းပွားထားနေပါတယ်။အဲ့ဒီထဲက popular အဖြစ်ဆုံးတချို့ကိုဒီဗီဒီယိုမှာပြောပါမယ်။ပထမဆုံးအနေနဲ့အရင်တစ်ခါလဲပြောမှုတဲ့ spin-off ကို set up လုပ်သွားမယ်ဆိုတာကနေပဲစလိုက်ပါမယ်။ Season 3ရဲ့ဇာတ်သိမ်းကဒီလိုအလားတူ game မျိုးတွေဟာကိုရီးယားမှာတည်းမကပဲတခြားနိုင်ငံတွေမှာပါရှိတယ်ဆိုတာကိုမိတ်ဆက်သွားမှာဖြစ်ပါတယ်။ Squid Game ကို English language version နဲ့ထပ်ရိုက်ဖို့အတိအကျကိုစီစဉ်နေပြီဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲဂီဟွန်းတို့လူကောင်းအဖွဲ့ကကိုရီးယားမှာရှိတဲ့ Squid Game ဆိုတဲ့အရာကြီးကို shut down နိုင်လိုက်ပေမဲ့တခြားနိုင်ငံတွေမှာတော့ဒီလို game မျိုးတွေဆက်ရှိနေတဲ့သဘောမျိုးပြသွားမယ်လို့ထင်ကြေးပေးကြပါတယ်။အင်္ဂလိပ်စကားပြောတဲ့ဘယ်နိုင်ငံကိုအခြေတည်မလဲမသိပေမဲ့ American ဖြစ်ဖို့ရှာခိုင်းနှုံးများပါတယ်။ဒီ spin-off ကို Netflix က Season 3ဇာတ်သိမ်းမှာတဲ့က marketing ဆင်သွားမှာပါ။ဒါမျိုးက franchise တိုင်းလုပ်နေကြအကွက်မို့ဒီ theory ကဖြစ်နိုင်ခြေတော်တော်များပါတယ်။ဘာထူးလို့လဲလို့မေးစရာတော့ကောင်းပါတယ်။ဒီ credit scene မှာ spin-off series ရဲ့ cast တွေကိုမိတ်ဆက်လာနိုင်ခြေရှိလို့လူတွေကစိတ်ဝင်စားနေတာပါ